အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Crafter ကျွန်တော် Luke Empire ကဒီပြောအလုပ်ပြလိုက်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဘာလုပ်ထားလဲဒီနေ့ဘာလုပ်ထားလဲ Luke Empire မှာဒီနေ့ဘာလုပ်ထားလဲကျွန်တော်ဒီနေ့လုပ်ထားတော့မဟုတ်ဘူးမနေ့ကလုပ်ထားတာဘာလုပ်ထားလဲရှိုးလိုက်ပါခင်ဗျာကျွန်တော်တို့ရဲ့ Luke Empire ရဲ့မြေပုံပေါ့နော်ကျွန်တော် Luke Empire ကိုကျွန်တော်ကုန်းမောင်ခစ်လို့ပြပေးလိုက်ပါတယ်ကျွန်တော်တို့တွေ့ချပြောရမယ်ဆိုရင်တော့ကုန်းမောင်ခစ်ရဲ့မြေပုံပေါ့နော်ဒီမှာကျွန်တော်တရားရှိတယ်ဒါဆိုကျွန်တော်အိမ်ဒီမှာကျွန်တော်နေရာခုလုပ်နေတဲ့နေရာဒါဆိုဒီမှာဒီနောက်မှာကျွန်တော်အိမ်ရှိမယ်နောက်ပြီးရင်ကျွန်တော်အိမ်ကဘယ်နားမှာလဲဆိုတော့အဲ့ဒါကြီးမှာအပြာရောင်ကြီးနဲ့ပြထားတယ်ဒီမှာဒါကျွန်တော်အိမ်ပေါ့နော်ဒီဘက်မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ကိုလည်းသွားကျင်သေးတယ်ဒီဘေးမှာပေါ့နော် forest တွေရှိတယ် forest တွေဘေးကိုသွားကျင်တယ်ငါအင်ထရိုဝင်နေတယ်သွားငါအင်ထရိုဝင်နေတယ် forest တွေလည်းသွားကျင်သေးတယ်နောက်ပြီးတော့ကျွန်တော်လှုပ်ထားတာဘာလေးတွေရှိမလဲဆိုတော့ဘာမှတူတူ room ရှိပါဘူးဒီနားမှာတော့ဘာမှမပြောင်းလဲပါဘူးပေါ့နော်ဒီနားမှာတော့ဘာမှမပြောင်းလဲပါဘူးပြီးတော့ဒါကတော့ဟိုနေ့ကဖြော်ရည်ဆိုင်ဟိုနေ့ကဖြော်ရည်ဆိုင်စနေနေ့ကလားမသိဖြော်ရည်ဆိုင်လှုပ်ထားတာခုဒီနေ့လာနေခဏနေကြောင်းသွားမှာကျောင်းမှာစောင်းပွဲရှိတယ်ကျွန်တော်စားရီညတော့ကြက်ထားတယ်ပေါ့နော်ဒီမနက်တော့ပြန်မလို့ရသေးရအကျောင်းရောက်မှပြန်နေလိုက်တော့မယ်โอเคအဲ့တော့ဘရိုတို့အဲ့ဒါလေးလာပြောတာပါနောက်ပြီးတော့ကျွန်တော်ဒီမှာအကောင် enchanting လုပ်ထားတယ်ပေါ့နော်နောက်ပြီးဒီမှာ totem တွေလည်းရှိတယ်နောက်ပြီးဒီ map ကကြတော့ကျွန်တော်ရဲ့ spawn point area ပေါ့နော်spawn point ပျောက်သွားရင်အဲ့ map ကိုလာပြန်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကmap ကသူက compass လိုတယ်ပေါ့နော် compass တွေနဲ့ craft ရတယ်ပေါ့နော်အဲ့တော့compass တွေနဲ့ craft ရတယ်ကျွန်တော်စာရွက်တဲလုပ်ထားတယ် iron တွေလည်းရှာထားတယ် mine ထွက်မယ်ပေါ့နော် mine ထွက်မယ်နောက်ပြီးရင်ကျွန်တော်ဟိုတစ်ခါလုံးကဘရိုပြောတာ episode ဘယ်လောက်လဲတော့မမှန်းပြီးတော့ဒါကြီးလုပ်သွားပြီပေါ့နော်ဒီကောင်ကြီးဖုံးမယ်မဖုံးရတော့လားဖုံးမယ်မဖုံးရသေးတယ်အဲ့ဒါကြီးအဲ့ဖုံးတာတက်အပိုင်းလုံးမယ်ပေါ့နော်အဲ့တော့ဒါလေးလာပြောတာပေါ့နော်နောက်ပြီးကျွန်တော်ဒီနားမှာ sugar cane လေးတွေတိုးဆိုင်ထားတယ်နောက်ပြီးရင်ဒီဘက်ထောင်ဘက်မှာဘာပြောင်းသွားလဲဆိုတော့ထောင်ဘက်မှာတော့ဘာမှမပြောင်းအောင်ဘူးထောင်ကဒီဘက်မှာနဲ့တူတယ်အဲ့တော့ကျွန်တော်တို့ထောင်ဘက်ကိုကျွန်တော်တို့ကမတ်ထက်ဆက်ရမယ်ပေါ့နော်ဒီမှာကျွန်တော်ဒိုင်းမွန်အမာတွေရောအန်ချန်ထားတယ်အကုန်လှုပ်ထားတယ်ပေါ့နော်ဟုတ်ပြီဒိုင်းမွန်အမာတွေရောအကုန်အန်ချန်ထားတယ်ကျွန်တော်သွားမယ်ဆိုရင်တော့ကျွန်တော်မြင်းနဲ့သွားမှရမှာဒီမြင်းရှိမယ်ဒီမြင်းကတော့အသက်ကတော့တိတ်အပူမပါဘူးကျွန်တော်မြင်းကအသက်3လုံးအသက်4လုံးပို့ပါတယ်အဲ့တော့အသက်ပို့ပါတဲ့ဟာကိုပဲစီမှာပေါ့နော်မှာပေါ့နော်ဒါလေးတွေလောက်ထားတယ်အဲ့ဒါပါပဲဒါဒီမှာမတ်မှာဘရိုတို့ရှင်းပြမယ် Luke Empire ရဲ့မြေပုံပေါ့နော်မှာဆိုရင်ကျွန်တော်ရဲ့အိမ်ဒီဟာကျွန်တော်ရဲ့အိမ်ဒါဆိုကျွန်တော်စိုက်ခင်းရှိမယ်ဒါဆိုဟိုကောက်ကြီးလေအဲ့ဘက်ကရေကန်ကြီးဒါဆိုရင်ဟိုလောက်တဲ့ဟာနောက်ပြီးဒီမှာပိုက်ကြီးတွေ့လားအဲ့ပိုက်ကြီးသွားတာနောက်ပြီးတော့ဒီမှာအဲ့ဒါကြတော့ဒီဘက်ကိုဂျိုးပြူပိုက်သွားတဲ့နေရာဒီလိုမျိုးတန်းပြော့လာတာပေါ့နော်ဂျိုးပြူပိုက်ကလူတန်းပြီးလာတာအဲ့လိုသွားတဲ့နေရာဒါကြsorry ဒါကြတော့နားလိုက်မယ်ဒါကြတော့ကျွန်တော် grow garden နေရာပေါ့နော်ဒါဒီနားကကျွန်တော် grow garden လုပ်မှာစိုက်ခင်းလေးကျွန်တော်လုပ်သွားပြီဒီဘက်မှာဒီကကြတော့ sea shop ပေါ့နော် sea shop ကဒီဘက်မှာလောက်ရမလားဒီဘက်မှာလောက်ရမလားကျွန်တော်လည်းစဉ်းစားလို့မရသေးလို့ပေါ့နော်ဘယ်ဘက်မှာလောက်ရမလဲတော့ကျွန်တော်လည်းမသိပါဘူးအဲ့တော့comment ထဲမှာမှန်ပြီးခဲ့ကြပါငါဘိုက်လဲစားနေပြီခင်ဗျားတို့ခဏနေမှစားမယ်ခုမစားသေးဘူးပြီးအကြောင်းတော့မှာကျွန်တော်ခုနကွာမေ့သွားတာငါကိုကကားနဲ့ထိုင်ဆော့နေတယ်လို့ဗီဒီယိုလုပ်ဖို့ကောင်းမေးပါကိုကကားနဲ့ထိုင်ဆော့နေတယ်လို့နောက်ပြီးတော့ကျွန်တော်နောက် Luke Empire episode ပိုင်းတွေမှာကျွန်တော်ဘာတင်ရမလဲဆိုတော့ bro တို့ TikTok မှာရော YouTube မှာရောကျွန်တော်တို့တွေ့ရင်ပေါ့နော်မှန်မေးခဲ့လို့ရပါတယ် comment တွေထဲမှာဘာဗီဒီယိုတင်စီချင်လဲနောက်ပိုင်းဘာတွေလုပ်စီချင်လဲအနာဒဂွန်သက်စီအနာဒဂွန်ကတော့ကျွန်တော်မတတ်ချင်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော် netherite တွေအကုန်ဖူးရချင်တယ် netherite ရှာဆိုလဲကျွန်တော်ရှာပေးမယ်ပေါ့နော် netherite nether တွေကိုတော့ကျွန်တော်သွားပြီးတော့ရှာထားတယ်တရုံးမှမတွေ့ပါဘူးခင်ဗျာကျွန်တော်ကအရန်ကောင်းလို့တရုံးမှမတွေ့ပါဘူး
အဲ့တော့ကျွန်တော် Look Empire ကိုမြန်မာလိုဘလို့ခေါ်ရမလဲဆိုတာပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးပါလုပ်ပေးကုန်းမောင်ခစ်လို့ခေါ်ရင်ကောင်းမလားမင်းအောင်မင်းခစ်လို့လူလင် crafter ခစ်လို့ခေါ်မယ်ပေါ့နော်လူလင် crafter ခစ်လို့ခေါ်မယ်အဲ့လိုခေါ်လိုက်ရင်ကောင်းမယ်နော်လူလင် crafter ခစ် yeah I'm just kidding it's Luke kit KID မဟုတ်နော် KID မဟုတ်နော်ခစ်နော်ဟိုကုန်းမောင်မင်းဆက်တို့ဘာညာတာတကားတို့နော်အဲ့ဒါကိုပြောတာနော်ရှောက်မတွေးနဲ့ရအဲ့တော့ကျွန်တော်လဲစာသွားကြည့်အောင်မယ်ပေါ့နော်ကိုကကားတဲ့ဗီဒီယိုတွေလည်းလာပါမယ်ကျွန်တော်ရဲ့ main ခေါင်းထဲမှာလောက်ပါပေါ့နော် robot giveaway ကကျွန်တော်ပေးဖို့အစီအစဉ်မရသေးပါဘူးဘာလို့လဲဆိုတော့ robot giveaway ပေးဆိုလဲကျွန်တော်ပေးလို့ရတယ်ပေါ့ဒီမှာတွေ့လား optimize ဖြစ်သွားပြီလားကောဘာကြီးလောက်ထားတာဂိမ်းထဲမှာကွာအခုဒေး40ပြည့်ပြီအဲ့ဒါမှ optimize ဖြစ်တယ်စဉ်းစားကြည့်ဒါတောင်မှပထမအဆင့်ပဲရှိသေးတယ်ဘယ်လိုမျိုးအစိမ်းအောင်ဖြစ်အောင်လုပ်ရမှာအဲ့အဆင့်မှာရရင်ဟန်နီကုန်းနဲ့ကောက်ထောက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကတော့ Look Empire ရဲ့ map ပါခင်ဗျာကျွန်တော်ထမင်းတော့စားလိုက်အောင်မယ်ထမင်းတော့စားပြီးရင်ကျွန်တော်စာလေးမိသလောက်ချက်ပြီးတော့ကျွန်တော်အကြောင်းဒူရတော့မှာပေါ့နော်ဒီနေ့က tutorial ရဲ့ဆောင်းပွဲလိုမျိုးတော့မဟုတ်ဘူး report ကတ်ထဲမှာပါမယ်တဲ့အဲ့တော့မနက်ဒီချိန်ကြိုင်ပြန်တွေ့ပါမယ်အဲ့လိုကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် Look Empire ဘိုင်းမှာကျွန်တော်ဘာတွေလုပ်ရမလဲဘရိုတို့ TikTok မှာရော YouTube မှာရောကြိုက်တဲ့နေရာမှာကျွန်တော်မှန်ပေးလို့ရပါတယ်ခင်ဗျအဲ့လိုကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် peace out guys